ဟိုရှိတုန်းကတောတောင်ထူထပ်တဲ့ဂဟေအိုင်ကြီးတစ်ခုရဲ့အနီးမှာတီလသမာတိနဲ့ပြည့်စုံတဲ့ရက်တေကြီးတစ်ပါးသတင်းသုံးနေပါတယ်ရက်တေကြီးဟာမေတ္တာဘာဝနာကိုအမြဲပွားများနေတာကြောင့်တောထဲကတာရဲတိရစ္ဆာန်တွေတောင်ရက်တေကြီးရဲ့ကျောင်းတင်ခန်းအနီးမှာအချင်းချင်းရံမမှုပဲအေးအေးချမ်းချမ်းနေထိုင်ကြပါတယ်တနေ့မှာတော့ရက်တေကြီးဟာတောထဲမှာလမ်းလျှောက်ရင်းကြားတစ်မတကောင်ရဲ့ရန်ကနေလွတ်အောင်ပြေးနေရတဲ့သမင်ပေါက်လေးတစ်ကောင်ကိုတွေးလိုက်ရပါတယ်။သမင်လေးဟာကြောက်လန့်တကြားနဲ့ရက်တိကြီးရဲ့တင်ကန်းသားမှာလာရောက်ခိုလုံပါတယ်။ရက်တိကြီးလည်းသမင်လေးကိုတနာကယူနာတက်ပြီးသူ့ရဲ့ကြောင်းတင်ကန်းမှာပဲမွေးမြူထားလိုက်ပါတယ်။ရက်တိကြီးဟာသမင်လေးကိုတားရင်တပွဲဂယုစိုက်ပြီးအစာကျွေးတယ်ရေတိုက်တယ်အချိန်ကြာလာတာနဲ့အမျှရက်တိကြီးဟာတရားဘာဝနာထက်သမင်လေးကိုပိုပြီးတန်ရောစင်တွေလာမိပါတယ်။သမင်လေးဘယ်ရောက်နေလဲဗိုက်စာနေမလားတောထဲမှာတခုခုဖြစ်နေမလားဆိုတဲ့အတွေးတွေနဲ့ပဲအချိန်ကုန်နေတတ်ပါတယ်တနေ့မှာတော့ရက်တိကြီးဟာမိမိကိုမိမိပြန်လဲဆင်ခြင်မိပါတယ်။ငါဟာလောကီပူတွေကနေဝေးရကိုလာပြီးတရားအားထုတ်နေတာဖြစ်ပေမဲ့အခုတော့တမင်လေးအပေါ်မှာထားတဲ့တန်ရောစင်ကြောင့်စိတ်မအေးရပြန်ဘူးလို့သိမြင်သွားပါတယ်။အဲ့ဒီနောက်မှာတော့ရက်တိကြီးဟာတမင်လေးကိုတဘာဝအတိုင်းတောထဲမှာလွတ်လွတ်လပ်လပ်နေထိုင်ခွင့်ပေးလိုက်ပြီးမိမိရဲ့တရားဘာဝနာကိုပဲပြန်လဲအာရုံစိုက်ခဲ့ပါတယ်။ဒီပုံမြင်ရဲ့ဆိုလိုရင်းကတော့တန်ရောစင်ဆိုတာအနှောင့်အယှက်တစ်ခုဖြစ်ပြီးစိတ်အေးချမ်းမှုကိုအနှောက်အယှက်ပေးနိုင်ကြောင်းမေတ္တာထားရှိခြင်းဟာကောင်းမွန်ပေမဲ့ဆွဲလန်းမှုဖြစ်သွားရင်တော့ပူပန်မှုတွေတည်ဆောင်လာတတ်ကြောင်းဖော်ပြထားတာဖြစ်ပါတယ်။လူသားတွေအနေနဲ့လည်းတစ်ခုခုကိုအလွန်အကျွံဆွဲလန်းမိရင်စိတ်ဆင်းရဲရတတ်တာကြောင့်မျှတတဲ့စိတ်နေစိတ်ထားထားရှိဖို့အရေးကြီးပါတယ်။